ကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးမိုးကုတ်မြို့မင်္ဂလာရိပ်သာဓမ္မယုံကြီးပေါ်တွင်29 ရက် 5 လ 62 ခုနှစ်၌ဟောကြားဆုံးမတော်မူအပ်သောတေဂာနိပေါ်ရသောကုသိုလ်အကုသိုလ်စိတ်နှမျိုးကိုခွဲ၍ရှင်းပြပုံတရားတော်ဓမ္မရည်ကြီးခြေပိုင်းကကိုတွေ့ရအရေးလေးကျောင်းတဲ့နည်းရောအမှန်တွေ့ရမယ်ကိစ္စလည်းရှိတယ်ကျောင်းနေတဲ့ကိစ္စလည်းရှိတယ်ကိုတွေ့ရမယ်ရှင်းရှင်းပြောကြပါလို့ဆိုလို့ရှိရင်ဓမ္မတို့ဒီခန္ဓာကြီးကဘယ်သွားနေလုံးလို့မင်းမျိုးမလိုတော့ပါဘူးနော်တရားဌာနသွားနေတယ်ဆိုတော့လူတိုင်းသိပါတယ်ဒါမှလူတိုင်းသိမှန်ပါဒီကသေရမှာပဲကွာဒီကသေရမှာပဲကွာဆိုတာတရားဌာနသူသွားလို့ရောက်တာပေါ့ဗျာမှန်ပါသူမသွားရင်ရောက်ပါဘူးအဲ့ဒါသင်ကြားပြီးကြတာနေတော့ဘုံငွေတနေ့သေတနေ့ပဲလို့လူမိုက်ပြောတဲ့စကားကိုဒီလိုမောင်းမိကြပါနဲ့နော်ဆက်ပြပါဓမ္မတို့ဒီမသေးခင်ဆိုတာကလေလေရှူလိုက်ဆဲလိုက်နေလို့ရှိရင်မောင်းနေမသေးဘူးနောက်ဆုံးလေးဒီလေလေးပြန်သွင်းပြီးကြလားနောက်ကပြန်ထုတ်လို့သွင်းနိုင်တဲ့စိတ်မလားသေးတာလေလေထုတ်လိုက်တဲ့ဆိုတော့ပြန်သွင်းနိုင်တဲ့စိတ်အတွင်းကဆဲနိုင်တဲ့စိတ်မရှိတော့ဘူးဒါပေမဲ့ဥပဒေလေးစိတ်တွေခန္ဓာကိုယ်ဟာဒီနှစ်ခုမှာတစ်ခုခုပြရင်သေတယ်ခေါ်မှန်ပါဒီနှစ်ခုတစ်ခုခုပြရင်သေတယ်ခေါ်ရမယ်လို့ဆိုတော့ဒီနှစ်ခုကြားမှာလုံးနဲ့ဓမ္မတွေကစေတမတွေနဲ့ဝါသမားတွေနဲ့ကုသပြီးဝေဒနာရှင်ဖြစ်နေတဲ့အချိန်မှာကိုသုံးအောင်ဘုရားရှင်ကိုရမေကြီးကမှားချတယ်ဒီတိုင်းရမလို့ကွာသူ့အတူချုပ်ပြီးသူ့အတူပြက်ပြီးသေသွားလို့လည်းဒီလိုမထင်မှန်းနိုင်ကွာဒီလိုမထင်မှန်းနိုင်အောင်မင်းတို့ကြားရမယ်လမ်းကြီးမမြင်ပဲနဲ့မသေးပါဘူးဘယ်လိုပါလဲဝါရမယ်လမ်းကြီးကိုတရားတော်ကမမြင်ပဲနဲ့ညီသူတရားမှမသေးဘူးအဲ့ဒါညီသူတရားမသေးဘူးဆိုတော့ကိုမြင်တော့ဖတ်ရမှာလားဟိုသူကသေမဲ့ပုဂ္ဂိုလ်တွေဟုတ်တယ်ဒီကံကြီးပေါ်လာတဲ့စိတ်တွေကလည်းသွားရလမ်းကြီးမြင်ပါလေသွားရလမ်းကြီးကိုမြင်ပါပဲဆိုတော့ဒီမြင်ဒီကားလို့ရှင်ဘုရုမြင်နဲ့မြင်ရတာတော့မေးတော့ဒီကနိစ္စပေါ်လာတဲ့မရဏသနာဇောစိတ်အမြင်နဲ့မြင်ရသူကမှမှန်ပါဇောစိတ်နော်ဇောစိတ်၅စိတ်ကမြင်ရတာပါဒီကနိမှာဒီ၅စိတ်ကတော့မှန်ပါမှန်ပါသေမဲ့စိတ်၅စိတ်နော်ဒီကနိမှာသေရကိုမြင်တဲ့စိတ်၅စိတ်ပေါ်ပြီးတော့မှနောက်သုတိစိတ်ဆိုတာလားနော်ဘုရားလာရေးမရဏသနာသောစိတ်နာစိတ်ဒါအရင်ပေါ်လို့ဆိုတော့ဒါအရင်ပေါ်ပြီးတော့မှသုတိဆိုပြီးဒီကဘုရားနောက်ဆုံးပိတ်ဖြစ်တယ်သဘောကျဒါကပါတဲ့သေဂာနိသောငါကျရှင်းရဒါကပါလဲသေဂာနိသောငါကျပြီးတော့မှပါဖြစ်တယ်သုတိပဲဒါဒီကလမ်းထုတ်ဒီကလည်းဒီကလမ်းထုတ်ဒီကတည်းကနောက်ဆုံးပိတ်ပဲမရှိတယ်ဒီစိတ်ဒီနောက်စိတ်ဒီခန္ဓာထဲမှာမလာတော့နောက်ပြိတ္တိတွေကနေတော့မှဆိုတော့မှန်ပါဒါကြတဲ့လူကလည်းဆိုတာနောက်ဆုံးပိတ်လို့သုတိသောနာတဝေရအန္တရဒါနမိစ္ဆုမရဏံကာလငရိယခန္ဓာနံဝေရပရိရတမိစ္ဆေဘောလို့လာတဲ့စာဒီစိတ်ကြီးလို့ဆိုရင်ခန္ဓာကိုယ်ကြီးသုတ်တံမှာပုံနဲ့စိတ်ကြီးကြတယ်ဒီစိတ်ကြီးရင်ခန္ဓာကိုယ်သုတ်တံပို့ဖို့ပဲရှင်းညာဒါပြန်ဘုန်းကြီးတို့ဓမ္မတွေနိုင်ဓမ္မသိခင်လာတဲ့စိတ်ကဘယ်နှစိတ်ပါလဲဘောငါကျဆိုတာကြားပါဘူး
ဒီကနေ့ကခင်ဗျားတို့ကဒါနဲ့သမီးနဲ့ရှင်မျိုးနဲ့နေတဲ့စိတ်တွေပေါ့ဗျာရောင်းတဲ့စိတ်ဝယ်တဲ့စိတ်ဒါနဲ့နေကြတာပဲတဲ့ဒါတော့ဒီကနေ့ကြတော့မောင်နိုင်သောဗန်တင်လားရှင်းဒီတော့ဟာကကုသိုလ်ဆိုလဲဖြစ်တယ်ဆိုတော့မှန်ပါအကုသိုလ်ဆိုတယ်သူကနှမျိုးဟိုရတယ်သူကဘယ်နှမျိုးရလဲဓမ္မတွေရှင်းရှင်းလင်းလင်းပြောရမယ်လေသေသေးချာချာနားထောင်ပါသေချာနားထောင်ပါတဲ့ဘယ်သူမှမလာမရှိဘူးနော်သဘောပါကြဘယ်သူမှမလာမရှိပါဘူးဆိုတာသိကြပါလားကောင်းပြီဒါဖြင့်ဒီသံဃာရှင်ကဒီစိတ်တွေပဲစိတ်ငါးရှင်ကတခုချုပ်ပြီးတခုဖြစ်တခုချုပ်ပြီးတခုဖြစ်ဒီတခုချုပ်ပြီးဒီတခုဖြစ်ဒီတခုချုပ်မှဒီတခုဖြစ်သူပြီးတော့မှသူတိဖြစ်ဖြစ်ငါးခုသဘောတူလို့လားငါးခုလို့ပြောတယ်တခုပြီးတခုချုပ်ပြီးမှတခုဖြစ်တာလို့ဒကာဓမ္မတွေမှတ်တယ်ဒီသံဃာရှင်ကဘာလို့မြင်လို့မေးဖို့ဆိုတယ်နော်ဒီသံဃာရှင်ကဘာလို့မြင်လို့ဆိုတော့ဒကာဓမ္မတွေအကုသိုလ်လုပ်ထားကြလို့ရှိရင်လိင်ကြီးကောက်ကျထားလို့လိင်ကြီးကောက်ကျတာရဲ့ဒီရှိမှလားမယ်လိင်ကြီးကောက်ကျထားတာလေလိင်ကြီးကောက်ကျထားတာဆိုတော့ဘုရုဘောလင်ထားတာလေဘုရုဘောကအဲ့ဒီအမှုရာလေးတွေပေါ်ပြပြောဖို့မဆိုဘူးလေအဲ့ဒါတွေပေါ်လာနော်ဒီကဘယ်တော့မှမပေါ်ဘူးတော့သေကန်ကြီးမှဆွမ်းတယ်လိင်ကြီးကောက်ကျတာဒီတော့သွားမယ်သံဃာရင်းဒီတော့ကလိင်ကြီးကောက်ကျတဲ့ပုဂ္ဂိုလ်ဆိုတော့ကိုယ်နဲ့လိင်ကြီးကိုလက်ပြီးစကားပြောဖို့အကုန်ပေါ်အဲ့ဒါကိုသွားသတိရဒီစိတ်ကသဘောကျအဲ့ဒါသာမူရတယ်နေတာအကုသိုလ်ကံတွေသွားမယ်ရှင်းတယ်ဒါကုသိုလ်သက်ခဲ့လို့ရှိရင်လေဓမ္မတွေကလူတန်းပိတ်ကံထားတာလေလူတန်းပိတ်ကံနဲ့ဘယ်နှနေကြနေတဲ့ပုံမြင်နေလားဒါဆိုတော့ဒီတော့ဘာကြောင့်ဆိုတာကုသိုလ်တော့ရှင်းလားဒါကဥပဒနာတွေလောက်ထားတဲ့ပုဂ္ဂိုလ်တွေကြာကြံတော့လေဥပဒနာကမှန်တတ်တာပါဘုရားကံတော်အစိုက်သေးဖြစ်ဖြစ်နည်းနည်းသိနေလေးလောက်ဒီလိုတဲ့ပုဂ္ဂိုလ်ကြာတယ်ဒီဖြစ်တဲ့ကလေးတွေပဲပေါ်လာခန္ဓာကိုယ်ထဲမှာဒီဖြစ်တဲ့ကလေးတွေပဲဉာဏ်လားဖြစ်တဲ့ဆိုတော့ကံဉာဏ်လားမောင်နေရင်းဒါကြောင့်သူ့အလုံးများရသူမြင်တာပေါ့ရှင်းရသူ့အလုံးများရသူ့အလုံးများရသူမြင်တယ်ဆိုတော့မှတ်ထားလိုက်တော့မှဘုန်းကြီးတွေကဓမ္မတွေသိဆိုတာဒီကိုလောက်ကြတာကိုမြင်ပြီးကြတာသိရတာကိုဆိုတော့ပေါ့ရှင်းကိုလောက်ထားတာကိုဒီကံသိတဲ့ဘုံတွေဖြစ်တာဟုတ်ပါဒိဋ္ဌိဘုံတွေလည်းမဖြစ်ဘူးနော်ဒါတော့ရဲ့အခုကတော့ဘယ်လိုများလာတော့ဘာလဲဒီကံတွေတကိုးကြောက်ပေါ့လေဒီအကုသိုလ်ကံတွေတကိုးကြောက်ခွင့်ကြီးနေဦးနေရည်ဉာဏ်ဟိုအကုသိုလ်တွေလောက်ထားတယ်ရှင်းလားလောဘဒေါသမောဟလောက်တဲ့ဒါရည်မျိုးစုပိုင်းနဲ့ရှင်းကုန်နေတော့လေဒါရင်မြင်ရပါလားဘယ်နဲ့ဒီကငယ်တုန်းကငယ်လို့ပေါ့ဗျာဒါရင်ဉာဏ်လာတော့နေပြီးကြနေပြီးကြလောက်ဥပါလေဘာဖြစ်တယ်နောက်ကဓမ္မလေဘောပေါ်နေကြနေတာမှားတယ်ဘောပေါ်နေကြနေတာမှားနေပြီးကြတယ်ဆိုတော့ခန္ဓာမသေးသေးဘူးဆိုတာသိတယ်ဘုံမြတ်ပါလားခန္ဓာမသေးသေးဘူးဆိုတာရှင်းတယ်ဒါကနဲ့ကြောင့်ဒီနေ့ကြီးနေကြပါလေနော်သောတာပတိတွေပါလေဖြစ်ပါလေနော်ငါအမှားအနေမှားတယ်အရောက်ပြန်မှားတော့မှာပဲသူကသူပြီးအနေမှားခဲ့တယ်အရောက်မှားတော့မှာပဲဆိုတော့သူကသူပြီးဓမ္မတွေဒီဥစ္စာသေမဒီကြောင်းကိုသိနေပို့ပဲသေရင်ဒါတွေလာလိမ့်မယ်မကောင်းလို့ထားတဲ့ပုဂ္ဂိုလ်မကောင်းတဲ့ဘယ်နဲ့ကြည့်တယ်ငယ်ငယ်လေးညားလိမ့်မယ်ဆိုတော့ခုကမှတ်ထားတယ်မှန်ပါဒါပြောနေတာကဘုန်းကြီးကနော်
ပြောနေတာကခင်ဗျားတို့အခုချိန်ကျင်ရသေးတယ်ဆိုတာကိုဆိုတော့မှခရီးပြေးကြလို့ပါခရကလည်းဒီတိုင်းဟောတာနော်တိုင်းကြပြန်ကောင်းတဲ့နေရာလည်းကောင်းတဲ့နေရာသူ့တိကောင်းတဲ့ပုဂ္ဂိုလ်ကြတယ်လည်းငါသမီးတွေပိတ်မှန်းနေနိုင်ထားတယ်ဒီဆုံးငါ့ကမြင်တာပဲမကောင်းတဲ့ပုဂ္ဂိုလ်ကြတယ်ဒီဆုံးငါ့ကငါပဲငယ်ငယ်လေးမြင်တာအပြစ်တော်လုံးကောင်းတဲ့ပုဂ္ဂိုလ်ကျင်တယ်တောင်ကြီးတွေ၆ကြီးတွေကြားကြီးတွေမြင်တာဒီဆုံးငါ့ကမြင်တာပါရှင်းမလားကောင်းပြီဒါဖြင့်မသိခင်ကကိုရောက်မှနေရသိရသလားမသိရဘူးလားလို့ကိုပေါ်မေးသိရပါဘူးသိပါလားသိပါဘူးမသိသေးပါဘူးတရားဓမ္မမသိခင်ကသိရအဲ့ဒီတော့ဒီချိန်မှာခုဘုန်းကြီးကြားတာလည်းရှိတော့လောကကြီးဒီသုတိဆိုတော့နောက်ဆုံးမိတ်ဒီဘဝနောက်ဆုံးမိတ်စိတ်လို့ပြောတယ်ဒါမှမဟုတ်ရှင်းရှိပြီဒါရင်ကျင်းကျင်းဒါရင်ကျင်းကျင်းကြီးဒီစင်ရပြင်ရမှာတော့ဆိုတော့အခုကပြင်ရမှန်ပါဘူးသံဃာအခုကပြင်ရရမှာတရားဓမ္မအခုကပြင်ရပါဆိုတာကိုသတိပေးလိုက်ပါအခုမပြင်ရင်ဖြင့်ဒီနေရာကျမှနေကြီးနေကြပြီဗာမရရလဲဒါရကြစိတ်ရကြဝေဒနာဖြစ်နော်ဒီနာကောင်းရရတယ်ဆိုဒီဘက်ကသာသမီတွေလည်းရှိဘာသာရှင်ပရိယေသာပါဘယ်လိုမကြားတော့ဘုရားကမရှိလားခုနေ့ဒီငယ်ငယ်ရင်းသူလန့်လာတယ်ဒီကဘာပြောမကြားတော့အဲ့ဒါကိုခင်ဗျားတို့ကငါချို့သွားပြီလို့ပြောတာမဟုတ်ပါဘူးတဲ့ဒါရိုးကြတော့ဆိုဒါရိုးကသုတိစိတ်နဲ့ပြန်တယ်ကြားနာတာရှင်းမှာသူကဘုရားအာယုံပြုပြီးလန့်ပြီးနေတော့ဘုရားမှာရင်းတိုင်းငါကိုကျွန်းနေပြီလို့ဝန်းနေတယ်ရှင်းမှာမကြားလို့လားသူကဝန်းနေတယ်နေကြနေရင်ကြရင်လည်းဒီကပုံကြီးရောက်အောင်နဲ့အော်ကျန်တဲ့အော်နိုင်တဲ့ပုဂ္ဂိုလ်ကျတော့အော်လာအော်နေရင်းဒါပေမဲ့ဒီတော့ငါကြည့်ဒီလူတိုင်းလာမှန်ပါဓမ္မတွေဇောင်းကားကြည့်လူတိုင်းလာရမယ်ဆိုတော့သိကြတယ်ဒီနာကသမမရဲ့ခိုင်းနေကျနေရတာဒါကသာကြီးသမီးကြီးတွေကဒါဘာကမကဲနိုင်ကြုံလို့လို့မလို့ဘူးလားအိုးသူ့မှာကျဲကြီးကိုဘုရားမနာပါခိုင်းကိုပါဒီနာကပြီးတော့ဘာလို့ရတော့ဒီနာကပြီးတော့သိကြတာဒီနဲ့3 4 5ကုန်ရှင်းညအဲ့ဒါခင်ဗျားတို့ဟောတာဖြင့်မသိခင်ကသိရတယ်ဆိုလို့ရှိရင်တို့ကကိုကျွန်းနေတယ်နော်ခုလိုသောကဒီငါးကျင်ကမှမပြင်းနဲ့တော့နော်ခုလိုသောကပြင်မယ်ဆိုတော့ဘုန်းကြီးတို့ဓမ္မတွေမရဘူးလားရပါဘူးအဲ့တော့ဘုန်းကြီးတွေတိုင်းဓမ္မတွေသုံးမှတွန်တင်တရားတော်ကပြောပြီးနေတာသောပြင်မှာမှန်ပါဒါပြောတော့ဒါခင်ဗျားတို့ကကိုယ်မှာတော့ပြန်လို့မရတော့ကိုယ်မှာပြန်လို့ရတာဝိသုဘုံသသိမ်းမှာသစမ်းတစ်ခုတော့တွေ့မှန်ပါဘုန်းကြီးတို့ပြရတဲ့မှုနှောက်ပြီးကြားတယ်ဒီလိုဉာဏ်သိမ်းမှာပြန်လို့ရတာဝိသုဘုံသသိမ်းတော့ဒါကြီးနဲ့တိုးထူတော့တွေ့အမှန်နည်းဘူးလားနည်းပါဘူးအမှန်နည်းတယ်တဲ့အဲ့ဒါဓမ္မတို့သိဆိုတော့ပြဿနာသိသွားတာလားကိုယ်ရလမ်းရှိမြင်ပြီးမှသိတာလားကိုယ်ရလမ်းရှိမြင်ပြီးမှသိတာဆိုတော့မကောင်းစိတ်တွေလာလို့ရှိရင်မကောင်းနိုင်မကောင်းစိတ်တွေလောက်တိုင်းဒီကနေ့တော့မကောင်းလို့ဆိုမလာဘူးလားအဲ့ဒါလေးကိုမြင်တော့အာရုံတရားဓမ္မတွေကစဉ်းစားပြီးကြတာရှိတော့မှာရှင်ရှင်ကောင်းကောင်းကပြင်မတယ်မှန်ပါဇန်လိုက်တဲ့အင်းနာအကျိုးလိုလားတဲ့ဆရာသမားနဲ့တွေ့လို့သင်္ဃာတော်ကနားထောင်နေတဲ့စိတ်ရှိတော်သေးတယ်မှန်ပါနမလို့ရှိရင်ဒုက္ခဟောင်းတို့ပြင်လင်းရှိသေးတယ်ဆိုတော့ပြန်လာမယ်ဆိုတဲ့အခါအခုချိန်မှာပြန်လာမယ်ဆိုတဲ့စိတ်ကမိုးလိုပါသေးတယ်ဘုရားမှာဒီနေရာကြမှာတော့မိုးလို့ရတယ်ဒီနေရာကြတော့မိုးလို့မရဘူး
ဒီကောင်ကမှသားချင်းတွေဘယ်သူကလာကျဲနေယူနိုင်သေးဟောဒီကမဲ့သူမဲ့တော့သူတဲ့သင်္ကန်းကြီးကြားနေတာမမြင်တော့ဘူးကြောက်ဟုတ်ကြသူကြတဲ့သားချင်းယူထားတဲ့တွေနဲ့ပြန်နှောင်းတော့မှလာလို့ဘေးကသူတော်ကောင်းကသတိပေးတယ်သူကြောက်နေတယ်ဒါကမကြောက်ကြားရခဏလေးလာကြပြီးဝန်းနေပြီးတခါတည်းဒီစုစိတ်သူလာပြီးပြီနဲ့တကယ်ဘယ်သူမှမပို့ရဘူးဒီကံတွေကပို့ချလိုက်မှန်တိရိစ္ဆာန်ပြမပုဂ္ဂိုလ်ရင်တိရိစ္ဆာန်ဝင်နေရောက်သဘောကျနေကြမှာပုဂ္ဂိုလ်ရင်သေဝိရိယရောက်သွားစစ်တော်မခံရဘူးတချို့ကြတယ်ရှင်းမလားရှင်းပါအဲ့ဒါဓမ္မတို့ဒီချိန်ကျမှပြင်တော့မရဘူးဆိုတော့သိကြပါလားသိပါပါဘယ်ချိန်ကပြင်ရခုချိန်ကပြင်ရမယ်လို့ဆိုတဲ့ဥစ္စာကိုစစ်သက်သတိထားပါဘယ်ချိန်ကပြင်ရခုချိန်ကပြင်ရမယ်နော်အဲ့ဒါကြောင့်ပြင်တော့ဘာနဲ့ပြင်ရမှာတော့ပြီးတော့ဘုရားကသာယသဥပဒနာရှိကြပြင်ပြီးပြေးတာဓမ္မတို့ဘယ်လိုပြင်ပြီးပြေးကြပါသာယသဘိက္ခုမာမာရတ္တဘိက္ခုယံတို့သာယသဥပဒနာရှိကြခန္ဓာကိုယ်ရှိပါဘူးမာမာရတ္တမိတ်တဲ့နည်းနဲ့ပေါ်ကြဘာနဲ့ပြင်ရမယ်ဒီကမရှိပြီးပြင်မယ်သဘောကျဥပဒနာရှိကြတယ်လို့ဆိုကြတယ်ဒီကနေ့ကြတယ်လေဒီဖြစ်တဲ့ဒီလိုများမှာရင်းနေဖြစ်တဲ့ဉာဏ်လာတော့ဖြစ်တဲ့ဉာဏ်တဲ့ဆိုတဲ့ကအော်အနိစ္စခန္ဓာပါလားအနိစ္စခန္ဓာပါလားဆိုပြီးကြလားအနိစ္စဉာဏ်နဲ့သိမလို့အနိစ္စဉာဏ်နဲ့သိသွားရင်ဒီဒေဂန်ကြီးဒီစုတိမရောက်ခင်လေးသူဟာသတ္တဗန္ဒရာကငါကလည်းဖြစ်နေတယ်အနိစ္စဒီနေ့ဒီတိုင်းအနိစ္စဒုက္ခဉာဏ်ပြီးတယ်လို့ရှိရင်သုပတိချက်ချင်းရောက်သွားမှာဆိုတော့သုတိလေးသုပတိရောက်သုပတိရောက်လို့နတ်သမီးရင်နဲ့မှထိုင်နေသေးသွားပြီးရကြလေးဖြစ်တယ်မိမလေးဖြစ်တယ်။အောင်ငါကလည်းကြောင့်ဒီနေရာရောက်လာပါလို့ဘုံဆိုတာမတွေးပဲနဲ့။အော်ဒီကံကြီးကအနိစ္စပါလားဒုက္ခပါလားအနတ္တပါလားဆိုအဲ့ဒီဉာဏ်နဲ့မှသွားတော့ဒီကဥပဒနာရှိတဲ့ပုဂ္ဂိုလ်။သူပြင်းတဲ့နမိတ်ကလည်းနိုင်ရလားရှင်းတယ်။ဒီရှင်းတဲ့အာယုံကနိုင်ရဘူးဒီလားဆန္ဒရဲ့ပြတ်မောမှန်ပါဒါဖြင့်အကျဉ်းနဲ့ကောင်းတယ်အရောက်တော့သက္ကာလို့ကြားတယ်ဘာလဲသာဥပဒနာရှိတာဓမ္မတွေရင်းနေဘာလို့ဥပဒနာရှိတာဘာပမာဒကမိတ်ရဲ့ဘောဆိုင်မနေလိုက်တာနဲ့နော်သစ္စာမင်းတို့သေကံကြီးခါကာလကြမှာဆိုဒီနာဟုလာမှာပေါ့ဟောင်းနေရင်းနေဝိပရိသာရင်တော့ငါတော့မှားခြင်းမှားဘူးဒီချက်မှမြင့်ခြင်းမကြနဲ့မရဘူးဒီချက်မှကြဖို့ပဲရင်းနေလားဒီချက်မှကြတယ်ဒီနာကတားရလို့ပြန်လို့ရတယ်မရဘူးဒီနာစိန်နေရှိတယ်များတယ်ရောမရဘူးရိုင်းလိုက်ဘာကအကူကြီးပေးသေးတယ်ဘာကမှမပေးနိုင်ဘူးဆိုတာကိုတော့သိချမ်းနေကြပါဘူးဒါပြန်ဓမ္မတို့သေကံကြီးမှနှလုံးမသားရှင်းရတာမကောင်းတော့ဘူးတခါတည်းဒီဥစ္စာကိုတို့အချောင်းလောက်သွားတော့ဥပဒနာရှိထားတော့မယ်ဆိုလို့ရှိရင်ဒကာဓမ္မတွေရှင်းတဲ့နမိတ်ကတော့ကောင်းကျိုးနှံနေလိုက်သေးတယ်ဒီဘောကကျိုးနှံနေတယ်ကိုတနိုင်ဒီတော့မဲရမယ်ကျုံးဟုတ်မဲရမယ်နဲ့ကျုံးနဲ့ကျုံးနေတယ်ရောဖြစ်တော့ကြောင့်မမဲ့ရင်လို့ရှိရင်ဥပဒနာရှိတာကျုံးပြန်လို့ရှိရင်ပေါ့ဗျာမလုပ်တော့ဘူးလားမလုပ်တော့ဘူးဒါတော့ဖြင့်ဓမ္မတွေဒိဋ္ဌဘုရားသည်အချိန်ပေါင်း1992ရှိ55နှစ်ချိန်ကိုပြောတာအချိန်ပေါင်း1992ချိန်တောင်မှားသွားတယ်လူတိုင်းအလုံးမှာပါဘယ်နဲ့ကြောင့်ဘယ်မှမလုပ်မှာမှားဘူးလားအဲ့တော့ဒီတော်တို့จิตတို့ကသူတောင်မှပါဇက်ကတဘောပါပြောပြီးအချိန်ပေါင်း1992ချိန်တောင်တဘောပါပြောနေတဲ့ကိုတော်ကြီးကအကျိုးစီးပွားမြင်ရတော့လို့ရှိတယ်ဆိုတော့ပြောနေလို့မလိုတဲ့အတွက်သူဖြင့်ပြင်ထားတာအေးပါတယ်လောက်ကြတာဘယ်လိုဆုံးခဲ့ကြပြင်ထားတာအေးပါတယ်လို့ဒကာဓမ္မတွေဆုံးခဲ့ကြတရားတော်လုံးချပါဟောမင်းဘာမှအေးပြင်ထားတယ်ဆိုတော့ဘာလို့ခက်ကြလဲဥပဒနာရှိတာခန္ဓာကိုယ်ရှိတာရင်းနေကြဥပဒနာရှုတာပါလို့ဆိုတော့ဘုန်းကြီးက
တိုက်တွန်းတာဘုရားကဒီမောင်း6990ကျင်တိုက်တွန်းတာဘုရားက1990ရှင်းမလားအဲ့တော့ဥမှုတို့ဉာဏ်လုပ်ပါဝိပဿနာကလည်းဒီနေ့ကဒကာဓမ္မတွေသုံးပါရဲ့နော်ဆိုတော့မှန်ပါဒကာဓမ္မတွေဆိုပါဒနာကမှပေါ်တယ်ပြောမှန်ပါမက်ဆန်တွေတဲ့ဒီမှာဥပဒနာမလုပ်ဘူးလို့ရှင်မက်ဆန်ကွယ်ပြီးသားမကွယ်ဘူးလားကွယ်ပါဒါကမတူရတဲ့နေရာမလုပ်တဲ့ပုဂ္ဂိုလ်တွေမှာကွယ်နေကြတယ်တဲ့သာသနာ့ဘာလို့ဆိုတဲ့ဒါနသီလသမထတွေနဲ့ရှင်းကုန်နေလို့ရှိရင်ဘုရားမှာကွယ်တယ်မဆိုနိုင်ဘူးဒါဖြင့်ခင်ဗျားတို့ကမွေးတာသာသနာတွင်ဝန္ဒေရောက်တာသာသနာတွင်ညာပြီးရိုက်ကြပါပြီဆိုပြီးကြတာဟောမှန်ပါရှင်းမလားရှင်းပါမွေးတော့သာသနာ့တွင်ပါပဲတဲ့အလုတ်ကသာသနာ့ဘာအလုတ်ကိုကဲနေကြလို့မတော်သေးတော့သာသနာ့တွင်လို့ချက်လို့မှန်ပါကိုလုံးမလုပ်ရဘူးလို့မဆိုပါဘူးရှင်းကြအဲဒါကဒီဒီကနေ့တော့အခါကာလမှာနေကြီးနဲ့မကြရအောင်ဘာလို့ထားကြလဲဝိပဿနာအားစိတ်ကံပြအောင်လုပ်တာပါဝိပဿနာမပြတ်နှလုံးသွင်းပါလို့ဆိုတော့ဂရိပေးလိုက်တယ်ရှင်းမလားရှင်းပါဘယ်တော့ပြည့်ဝိပဿနာလုပ်တာပြီဝိပဿနာလုပ်ကြလို့ဝိပဿနာမှာဒီပေါက်သွားတယ်ဆိုရပါစို့ပေါင်းနေဝိပဿနာဒီပေါက်သွားတဲ့ပုဂ္ဂိုလ်ဆိုဝိပဿနာဉာဏ်ဆုံးမှမဉာဏ်မလာဘူးလားမှန်ပါဘူးတမက်လောက်ကြရတယ်ဝိပဿနာဉာဏ်ဆုံးမှခန္ဓာချုပ်တာမြင်ပြီးကြလားခန္ဓာဘယ်တော့မှမလာဘူးဒုက္ခချုပ်တယ်ဒါပဲတဲ့ရှင်းရှင်းနေတဲ့ပုဂ္ဂိုလ်ကြီးကြားတာဆိုတော့မှမှန်ပါသတ္တဗံကြည့်ရတယ်သတ္တဗတိမရဘူးသတ္တဗံကြည့်ပါဒီပါလေရင်းနေပါအဲ့ဒီပုဂ္ဂိုလ်များကြတာသူသေးတယ်နည်းရှင်းပြနော်သူသေးတယ်နည်းဘုရားကသူ့မာနမင်းကြီးရှင်းဟောဖို့ရှင်းပြဒကာဓမ္မတွေဒီကနေ့ပြန်ဆက်သွားအောင်နော်ကြက်ကြက်သေးတဲ့နာတော်များပါဒကာဓမ္မတွေပြီးတော့မှအလုပ်ပြစတာပေါ့တဲ့မာနမင်းကြီးကမောင်းတယ်သူကသူသောတာပန်ပြီးတော့ပြီးတယ်သူကသူမပြီးလို့ရှိတယ်မလုပ်လို့ဆိုတော့ပြီးတယ်ပေါ့သူကမပြီးလို့ရှိရင်ရင်းနေသူကမရှင်းမလင်းမရှင်းတယ်ဆိုကြပါစို့ကိုသုံးမှာမှန်ပါဒါနဲ့ဒီနေ့ကနေ့ကြာတယ်သူကကျောင်းတော်နေတိုင်းတော့ဘယ်ရည်ရှင်တရားရည်ရှင်သံဃာရည်ရှင်တရားရအထုကျောင်းတော်သွားတဲ့အခါကျတော့ကျောင်းတော်ပြန်တော့ကပ္ပိလူကြီးတဲ့သူနေတဲ့ကပ္ပိလူကြီးတွေရောက်တဲ့အခါကျတော့ဆင်းနေသူကကျောင်းတော်ကပြန်တော့ဆင်းရင်းလူမြင်းရင်းကြီးကလည်းမျိုးတဲ့လွတ်လာတော့သူကျောင်းအတင်းနဲ့ရှိတာပေါ့လေဒါတွေနေရာတိုင်းနေလူတွေလူကလည်းစီလုံးတော့ကတော့ကျောင်းအတင်းရတာသိနေရမှန်ပါသူ့တဲ့အန္တရာယ်ကြောင့်ပေါ့လေအဲဒါသူ့စိတ်ကဆက်တယ်ဆိုရင်ဟောနာကျောင်းတော်မှာတော့ဘယ်တရားတန်တာဘယ်တော့မှမမေ့ဘူးအလုပ်တရားမမေ့ဘူးဒီခုမျိုးလေးလာတဲ့ကျောင်းကပြန်လာပြီးကြလားနေရရတယ်မှကြည့်တော့ဘူးကျောင်းရဒီသိမ်းရတယ်ဆိုတော့တတိကလွတ်နေဖြစ်တဲ့ညာလွတ်နေဒီကြဖြစ်တဲ့တွေကိုညာနဲ့မတွေ့နိုင်ဘူးလေလွတ်မှာပဲကိုစောင်းမရမှန်ပါသူကမလို့တော့ဘယ်လိုကျောင်းကသိမ်းရတာလူတွေကျောင်းရတာမှုတဲ့လူတွေကျောင်းရကိုပေါ်ကြီးကျောင်းရများဘူးလားအဲ့တော့ဂရိယတတိတော့လွတ်သွားတယ်တဲ့အဲ့ဒီတော့ဒီလိုချိန်များမှာမဆင်းနေလို့သေးသေးအမြင်နဲ့တိုင်းလို့သေးသေးဒီချိန်တော့သိသွားရင်တော့ငါတော့ဖြစ်တော့မှာပဲလို့သူစိတ်ကအောင်မာနမင်းနော်မျိုးထဲမှာသိသွားလို့ရှင်းအာယုန်ရဲ့ကျမ်းနာနဲ့သူစိတ်ကဥပဒနာလုပ်ကိုလည်းတတိလွတ်နေတာနဲ့ဒီချိန်များသိသွားရင်တော့အခက်ကြီးပဲတဲ့သူ့ဟာသူဆုံးဖြတ်ချတယ်နောက်တနေ့ဒီအိမ်ပြန်ပြီးဘုရားကျွေးပြီးဒီကနေ့ညနေကျွေးပြီးအိမ်ပြန်ပြီးမနေ့ကျတော့သုံးတော့ကျောင်းတော့သွားတယ်မှန်ပါဆိုရင်ကျောင်းတော့ပြန်သွားတယ်နော်နေရင်းသွားတာကိုသူကနေရင်းသွားတော့မောင်းနေသူဘုရားကအခွင့်ကြုံတယ်သူလျှောက်တယ်မှန်ပါရှင်ရတဲ့တတိယတရားလို့ဆိုလို့ရှိရင်ကျောင်းမှနေဘုရားတရားတန်ခါလည်းမဟုတ်ဘူးကိုယ့်လုပ်ကိုတရားဆိုတဲ့ကိုယ့်လုပ်ကိုမမေ့ပါဘူးတတိယလုံးနေတာပဲတဲ့သို့တော်ကျောင်းတော်ကပြန်တဲ့အခါကျရှင်ပြီးတာမဟုတ်ပါဘူး
ဒီကြသွားကြတယ်။ဒါနေကြတာလေ။ဒါတွေပြီးတော့ကြောင်သိမ့်ပြီးနေတဲ့ကြည့်ကြတော့ခဏကတရားလွတ်စစ်တဲ့တရားတွေပေါ့ဗျာ။လွတ်နေရဲ့ဗျာ။အဲ့ဒီချိန်များပြီးတော့တစ်ခုခုနဲ့တိုင်ပြီးခိုင်းပြီးလို့ဒီဘုံညာပြီးတော့အပင်များသွားအောင်ပါလား။ဒါကလည်းမေးတယ်။ရှင်းတယ်။အပင်များသွားအောင်ပါလားလို့ဘာဝကဆိုင်မှာမေးတယ်။ဒီနမိတ်တွေကမဟုတ်တာကိုရှင်းလာအောင်ပါလားဟုတ်တယ်ဒီလိုမေးတာအဲ့တော့ခဏကပြောတယ်သူကသူသောတာပန်ကြည်ပြီးကဒုက္ခချုပ်တဲ့ဉာဏ်ပြီးကသူကသူ့ဟာသူဘုရားကလည်းသူသောတာပန်မပြောဘူးသူကသူလည်းမေးနေပြီပေါ့သဘောပါအဲ့ဒါနဲ့သူစိတ်ကတန်ရရှိပြီးတော့ဒီလိုများချုပ်တဲ့အချိန်မှာဘယ်အောင်ချုပ်ချမ်းတဲ့ဒီဘောများဝင်ရလို့ငါတော့မကောင်းတဲ့သိခြင်းများရှုံးပါလားလို့သူသိချင်အောင်ငါနဲ့ဘုရားကသူကတော့ဒုက္ခကျတဲ့မြင်နေတာနော်မှန်ပါသမုဒိယရတယ်ဒိဋ္ဌိဝိသလည်းပယ်ပြီးတာနော်မှန်ပါဒုက္ခကျတဲ့မြင်နေတော့ဒိဋ္ဌိဝိသအလိုလိုပယ်ပြီးတာမှန်ပါဒီကံကရေးကြီးနော်ရေးပါအဲ့ဒီမှာဘုရားရှင်ကိုရမေကြီးကမေးမေးတော့ကိုယ်ကမပွင့်ရင်ဖြစ်ပါမပွင့်ရင်ဖြစ်တော့ဘူးလေကြီးလည်းမှန်ပါမဖွင့်ရင်ဖြစ်တော့ဘူးတဲ့ဒါနဲ့ဘုရားကြီးမာနမင်းကြီးဒီလိုပါတဲ့မျိုးရဲထဲမှာသွားတဲ့အခါအမေကများသူသတိကလွတ်နေတယ်ဆိုတော့လွတ်မှာပဲတဲ့အကန့်အန္တရာယ်ကြောင့်ဆောင်းရသိမ်းရဘုရားကြီးကြည့်တရားတွေကြည့်ဆောင်းရသိမ်းရကြောင့်လွတ်သို့တော့သင်သေလို့ရှိရင်မကောင်းတော့သိခြင်းတော့မသိတော့ပါတဲ့အယိုးတွေအသားတွေကြတာမြေထဲမှာကြီးလန်းမြေထဲနဲ့ရောက်ကြီးလန်းတာတွေဆိုင်လည်းဖြစ်မယ်သင်္စိတ်ကတော့အဆက်သက်ဆံတော့ဝိညာဉ်သင်္စိတ်ကတော့သူ့ဒီနဲ့နိဗ္ဗာန်မှာသွားတော့ပေါ်ကြဒုက္ခချုပ်တာမြင်ထားလို့ပြောရှင်းကြပါလေဘာမြင်ထားလို့ဒုက္ခချုပ်ကောင်းကောင်းပိုင်ပိုင်မြင်ထားတဲ့ဝိသမမှန်ပါဘယ်လိုကြီးလဲသူဥမာတခုပြောလိုက်မယ်တဲ့ရှင်းတယ်ရှင်းအောင်အမှန်နဲ့တဲ့ကြီးကြီးတယ်လေပေါ်မှာသောဘအိုးတွေစီရိုးတွေပြန်သွားတယ်သောဘကြီးစီးပြင်းနေပြန်သွားတယ်လေမောက်လို့ဒီရက်ပြည့်စည်လေပေါ်မှာဘဝရည်တရားတွေနဲ့ရဲ့ဒီကြောင့်တွေကခတ်တယ်နဲ့ဥစဉ်တိုက်ပြီးပြည့်စည်တယ်ဆိုပါတော့ဒီကမောက်သွားတယ်လို့ဆိုပါတော့ဒီကမောက်သွားတယ်ပူဇံပဲကြတာမောင်းနိုင်မြုပ်မှန်ပါဒီလိုသောဘတွေဒီဘောပြန်တက်လာသဘောကျပူဇံပဲမြုပ်ဒီလိုသောဘတွေဒီဘောပြန်တက်လာတယ်ဆိုတော့ဘုရားဓမ္မကမြုပ်လမ်းမျောလမ်းမဟုတ်တော့ဘူးပြောမှန်ပါဒါကလို့သတ်လို့မှန်ပါဘုရင်သိအားရှိကြကောင်းပါလားမှန်ပါဘုရားဓမ္မတော့မြုပ်လမ်းမျောလမ်းရှိသေးရဲ့ရှိပါဘူးအဲ့တော့ဒီကမောင်မြုပ်လမ်းမျောလမ်းမဟုတ်သောဘကိုရှိပွဲတယ်ဖြစ်ပါလိမ့်မယ်မှန်ပါအသာမျိုးကမြေလေးကြမှာကွာမှန်ပါမဉ္ဇဏ်တို့ကမိစ္ဆာသွားမှာကွာဆက်ဆံနေမှာကွာဒါဟောရင်းနေလားအဲ့ဒါဘယ်လိုကြောင့်ဘုန်းတော်မဲတဲ့အခါကျတော့မှသူဒုက္ခချုပ်တဲ့နေရာမြင်ပြီးသားမှန်ပါကိုယ်ကရှင်းသူတို့လည်းဘုန်းကြီးရတယ်သုံးပါတယ်ခင်ဗျားတို့လည်းနေတိုင်းလို့တိုက်တွန်းပြီးကြတာနေတော့ဘယ်ဆံလည်းမကုန်ပါဘူးဒီကကြီးကဆိုင်ပြီးခန္ဓာကြီးရောဘယ်လိုပါလဲဆိုင်ပြီးခန္ဓာကြီးခန္ဓာကြီးရလည်းဖြစ်တဲ့နာလည်းဖြစ်တဲ့ကြည့်တယ်ဟောဒါအနိစ္စလေးတွေပါလားဟုတ်လားထိုက်တဲ့စိတ်ကလေးလာတယ်ထိုက်တဲ့စိတ်ကလေးကခုမှပေါ်ပြီးခုမှပြတ်သွားတယ်ထိုင်နေတဲ့စိတ်ကလေးလာတယ်ဒီစိတ်ကလေးကလည်းဖြစ်တယ်ထိုက်တဲ့စိတ်ကလေးကလည်းစောင့်မစားဘူးပဲစားကြတာရှိသေးတယ်စားကြပြီးဖြစ်ပြီးပြတ်သွားတာပဲသူရှိတဲ့နေရာအနိစ္စလေးရှိရှိကြတယ်မှန်ပါဘူးဒါကရှိကြတယ်ဝန်လေးကြမလို့ပါဘူးတဲ့အဲ့ဒီကလေးစုပန်များလာတဲ့အခါကျတဲ့ဓမ္မတွေကအနိစ္စနဲ့ရှုတဲ့ဉာဏ်နဲ့ခက်စိတ်သွားတော့မှန်ပါဟုတ်လို့ဆိုင်းရရှုရတဲ့လို့ပြောပါကြာတော့ရှုရသိကြဒီမှာလည်းဖြစ်တဲ့နဲ့မှန်းနေတာခက်စိတ်သွားမကြိုက်ဘူးဖြစ်တဲ့နဲ့မှန်းနေတာကြိုက်ပြီးဒီကလာသွားခဲ့လို့ရှိရင်လည်း
ကိလေသာမှာဂျမ်းဆိုတာကဒီမှာဒါကဒီလိုခန္ဓာကိုယ်ရဲ့ဖြစ်ဖြစ်ဒါကသူ့ကိုမဲ့သွားကြလို့ဒီကျတဲ့ဘာဝင်သေးတယ်ဘာဝင်လို့ရှိရင်ခဏနဲ့သတ္တမရှိမှာဘူးမှန်ပါခဏနဲ့ဒီမှာသတ္တပတိမဖြစ်တယ်ဖြစ်ပါဘူးဖြစ်တယ်ဒီပုဂ္ဂိုလ်စီလို့ရှိရင်ကွာတဲ့ဘုရားကသောဘာကိုစီလို့ပဲအိုးချမ်းပဲရည်မြုပ်ကုန်ပေါ်သောဘာနဲ့စီရတော့ပေါ်တတ်ပါဒီမှာလည်းအသားရည်တွေကတည်းမြေတဲ့ရည်ထဲမှာမြုပ်မှာပါတဲ့ညာကနေပါညာကအပေါ်တက်လာရင်းမိကြဒါဘုန်းကြီးတွေကဓမ္မတွေဟောတပည့်တွေတော့ဒီလိုပါမျိုးအောင်ကြောက်နေတာတန်မြာလည်းမျိုးအောင်မှာတော့ကြောက်လိုက်တာဒီလိုပြနေလို့ရှိရင်ကြောက်နေနေတော့မဖြစ်ဘူးမှန်တယ်ကြောက်နေနေတော့ကြောက်နေရင်တော့သံဝိကတော့ရလုံးလိုက်လို့ရှိရင်ကြောက်ကလွတ်တော့ရဲလေလုံးလိုက်ရင်အခုမရတဲ့ဒုတိယဘဝသတ္တဗံဒီမှာဆိုတော့ဒကာကြီးကဘာချက်ဖြစ်သေတော့လည်းနတ်ပြည်နမိတ်ပဲပြင်မယ်ဆိုတော့မောင်နေဘာကြောက်တယ်သူ့အပေါ်တက်လာတယ်နတ်မိတ်ဆိုတော့ပေါ်တက်လာတယ်ငင်းမိတ်ဆိုတော့အောက်ဆန်းပေါ်ကြဒါကြောင့်ဒကာရမတို့အသေးသေးလည်းပြတယ်အသေးကောင်းလည်းပြတယ်နေ့ပဲရှင်တော့လွဲတယ်အသေးသေးကိုပြပြီးခဏဆောင်းကားခြင်းနဲ့ပြတာဒီစုပြအသေးကောင်းပြရတဲ့ကမာနမင်းကြီးပြတယ်လိမ့်မယ်အဲ့ဒီတော့ခင်ဗျားတို့ကမရရတဲ့ပုဂ္ဂိုလ်လားမရရတဲ့ပုဂ္ဂိုလ်လားလို့ဘုန်းကြီးကတန်ရမရှိပါဘူး။ဒီတရားနဲ့ကျုံတရားနဲ့ကျုံတန်ခါနဲ့ကျုံဒီလိုသစ္စာတွေဟောတဲ့ဆရာသမားနဲ့ကျုံဆိုကိုယ်ဆုံးသစ္စာသာနာတွင်ထောင်နေလားရှိလို့ရှိရင်ပြည့်လိမ့်မည်ထောင်နေလားရှိအဲဒီလိုဖြစ်ပြီးကြတာနေတော့ဘုန်းကြီးဓမ္မတွေကြီးဟောဒီကနေ့ကျေပါကြီးပါလို့လည်းမရဘူးမသေးခင်ကဇာတ်ဆိုတဲ့ဥပဒနာရှိမှာပဲဒီနေ့ဒါသုံးတဲ့ချမှာမချဘူးကဥပဒနာမရှိတဲ့ပုဂ္ဂိုလ်ကြတော့ဟိုတဲ့ဒကာဓမ္မတို့အကုန်အမြင့်ကြီးပဲသွားတယ်ဆိုတော့မောင်မြင့်နေမျိုးကြီးကျုတဲ့ပုဂ္ဂိုလ်ကြတော့အသားရိုးတာအမြင့်ကျပဲသွားနော်ညာနဲ့စိတ်တွေကဆက်တက်သွားတယ်ဘာကြဒါဖြင့်တရားဓမ္မတွေလုတ်ခင်မလုတ်ခင်လုတ်လိုက်ဒီလိုသိချမ်းမှလည်းလုတ်ရှင်တဲ့စိတ်တွေပေါ်တယ်ဘာမှမသိလို့ရှင်လည်းလုတ်ဖြစ်ပါမယ်အဲ့တော့အခုပေါ်တော့ကြောကြကြတဲ့ရှင်ကုသားနဲ့သမီးနဲ့ပြောကြပါကြကစားနဲ့မျိုးမျိုးပြောနေမယ်ဆိုလို့ရှင်ကိုယ်ရှိမနေရှိနေကြမှန်ပါဘာနာတယ်မကဲနဲ့ဓမ္မမာယာနာနေပြီကိုကဲတယ်ဘုရုကဲနေပြီဘယ်သူမှမကယ်နိုင်တဲ့အလုပ်ကိုငါဒီပြောပန်းနေလို့ရှိရင်ဘယ်သူမှမကယ်နိုင်တဲ့အလုပ်ငါလုပ်နေတာကိုယ်ကိုဆွဆွဲပါဟိုကလည်းဆွဆွဲလိုက်မဆွဲလိုက်ဆွဲလိုက်အဲဒါဒီတော့ကခုလိုဆရာသမားကောင်းမတွေ့တော့ကဘယ်ဆုံးမသိမလိမ္မာလို့ဖြစ်ခဲ့တာသူကြီးတော့ဘာမှရေးမလို့ပါဘူးသိတယ်ရင်ကျန်တဲ့ကြီးပါမှန်ပါသံဃာဘယ်နဲ့ပြီးတဲ့ချိန်ပြန်လိုက်လို့ရှိရင်ဒကာဓမ္မတွေမပြီးဘူးလားပြီးတဲ့ချိန်မှာလည်းခင်ဗျားတို့ထူးထူးခြားခြားမှာခင်ဗျားတို့ပြင်စံတာနည်းရတာရှိပြင်လို့ရတဲ့ပုဂ္ဂိုလ်ကြီးမှာကိုယ်ကလည်းဥပဒေပဲနဲ့မှာဘာလို့လဲပြင်စံတာနည်းရတာအမိတတ်တဲ့ကံရှိရင်တော့ဘုန်းကြီးတို့ပြင်ပြမရဘူးဘယ်လိုနည်းတွေ့တွေ့မရအဖတ်တတ်တဲ့ကံရှိရင်သံဃာကျင့်တဲ့ကံရှိဒါဆရာပြုရင်းကြောင့်သဘောကျပိဋကကာရကမာတုကာရကပိဋကကာရကငါးခုပေါ့လေဒါတိတိရလည်းထားလိုက်တာတော့အဲ့ဒါရှိရင်တော့မရဘူးနိဒာမိတ်တာတည်းကြတော့ဘုန်းကြီးအပြုပြင်ပြလို့ဒီလိုရှုဖို့ရှင်ဟောတာမိတ်တာပဲလို့ဆိုရင်နိဒာမိတ်တာတည်းကပယ်ပြီးပဲဖြစ်တယ်ဒီလိုဒါကနိဒာမိတ်တာတည်းကကြောက်တယ်ရှိရပြင်ပေးမဲ့လူချင်းသိချင်းရလားပေါ်ကြပေါ်ပါပြင်ပေးမဲ့လူချင်းသိချင်းရတယ်ဆိုတဲ့နဲ့ဘုရားဓမ္မတို့ခုသေသေးချာချာစဉ်းစားတော့ငါတို့ကပြင်းပြင်းရှိသေးတဲ့အတွက်ဒုပါဝင်ပါလားဆိုတော့ပေါ်လာတယ်ပြင်းပြင်းရှိသေးတဲ့ထဲမှာဒုပါဝင်တယ်လို့ဆိုတော့သိကြပါလေဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေမှာပထမဒါနှစ်ခုစအောင်တယ်ဆိုတော့
မကပ်ဘူးလားကပ်ပါဘူးအသေးဆိုးနဲ့အသေးကောင်းပြောင်းပါပါကြွက်ကြအသေးဆိုးနဲ့အသေးကောင်းကြွက်ကြနေတော့ခန္ဓာကိုကြည့်လိုက်ရင်ဒီနေရာရတယ်ဓမ္မမင်းမရရမရှိဘူးပြင်တော့ဘူးနာရင်နော်နာရာပြုပြီးတော့နာရာသိတဲ့ကအပြည့်အဖြစ်ပုံရတယ်နာရာမရှိတာသိတဲ့ကအပြည့်ပုံမြင်မြင်မေးလားမြင်ပါနာရာကဘာလို့ဖြစ်တာနာရာပြောက်သွားတာကပြက်တာသဘောကျရတာကရတာလေးပြောက်သွားတာဟုတ်လားဒါမျိုးသက္ကနာတွေပြက်နေတာဓမ္မတွေဘာတွေပြက်နေအဲ့ဒီအပြက်ကလေးကိုခင်ဗျားတို့ကမြင်လိုက်တော့အပြည့်မြင်နေမယ်ဘယ်နဲ့တခါလာသေးရဲ့လာပါဒါလည်းလာနိုင်လေမလာနိုင်တော့ဘူးတဲ့ဒီဓမ္မတွေမှာတဲ့ခဏလေးနဲ့ပဲမိုက်က၅ပါးကမိုက်က7ပါးဖြစ်သွားပါလိမ့်မယ်ဆိုတာသဘောကျမိုက်က5ပါးကမိုက်က7ပါးဖြစ်သွားလိမ့်မယ်ဆိုတာဒါကြီးလည်းသိကြပါလားသိကြပါမိုက်က7ပါးဖြစ်သွားတော့ဥမ္မာတာကဓမ္မတွေရာတာတွေနာတာတွေတိုက်ဆဲတာတွေဒါတွေနာနဲ့လားအောင်ဒီအိဋ္ဌဖြစ်ပြီးတက်တာပဲ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 ဒီညာနဲ့လည်းရှိတယ်ဘယ်မှာမရှိတယ်ရှိလိုက်တဲ့အခါကျတော့သမားတို့စဉ်းစားကြည့်ပါတဲ့ဝေဒနာဖြစ်ရတနာတို့ဥပါဒံတို့ဆိုတဲ့ခန္ဓာထဲမှာဒီစိတ်ရှင်သုံးခုတမ်းပြေးလားဒါဆိုမှဘယ်လိုကြောင့်မတမ်းပါလိမ့်မလို့ဟင်ရောက်ပါသူတို့ကလည်းအဲ့တော့ယနေ့သူလေးပြောကြတာကဒုက္ခဝေဒနာဒုက္ခဝေဒနာဥပ္ပခဝေဒနာဒုက္ခဆိုတဲ့ချမ်းသာဒုက္ခဝေဒနာဆိုရရတာဥပ္ပခဝေဒနာဆိုတာတော့အရာလည်းမဟုတ်ဘူးနာလည်းမဟုတ်ဘူးချမ်းသာလည်းမဟုတ်ဘူးစိတ်ကလေးတစ်မျိုးပေါ်တာပဲမြင်တာမျိုးမှတ်တာကြားတာမျိုးမှတ်တာဖြစ်တယ်ဒါဥပ္ပခဝေဒနာလို့ဆိုရင်လွဲတော့မလွဲတော့ဘိုးတဲ့ဘုန်းကြီးတွေဓမ္မတွေကဒီဟာလေးကိုတို့ဒီကားလို့ဆိုလို့ရှိရင်ခန္ဓာကိုယ်ထဲမှာလည်းဒီသုံးခုဟာအများအားမှတ်တော့ကြပါတစ်ခုပေါ်လာတစ်မျိုးတစ်မျိုးကရှိတစ်မျိုးတစ်မျိုးမရှိတဲ့ခါလေးရှိသေးရဲ့ရှိပါဘူးအမျိုးဒီတစ်မျိုးတစ်မျိုးကပေါ်နေတာပဲကျဲလဲဥပ္ပဝေဒနာလည်းတစ်ခါတည်းလာပြီးဖြစ်ပြနေပြသွားတာပဲဒုက္ခဝေဒနာရောဖြစ်ပြနေပြပါဥပ္ပခဝေဒနာဖြစ်ပြနေပြပါသူကပြရတာပုတ္တကတတိသာပြီးပညာလေးနဲ့မိုက်ကနေနဲ့သုံးမှာကြည့်ကြည့်ဆိုလိုက်ကြပါမောင်နိုင်ရေးကြီးဘာတတိခါကြည့်ရမလဲတတိခါပြီးရင်တတိခါဝိရိယစိတ်ပညာလေးကြည့်ပေါ့လေဘယ်လိုလုပ်ကြမလဲတတိခါဝိရိယစိတ်ပညာလေးနဲ့ကြည့်နေတော့ဒါကြီးကညာထဲမှာမြင်ဒီညာမြင်မှလားမြင်ပါလားလို့မေးရင်မနဲ့မြင်ပါဘာကြောင့်မြင်မှန်လို့ဆိုပါလိမ့်မယ်ဝေဒနာတွေ့တာလားအနိစ္စတွေ့တာလားမသိပါဘူးခန္ဓာရဲ့နေရာပြပါတွေ့အနိစ္စဆိုတာဒါပြန်ခန္ဓာထဲမှာဘယ်နေရာမှာပဲပေါ်ဘာတွေပေါ်ပါလဲအနိစ္စအဲဒီလိုတော့အနိစ္စတွေသိနေတာပေါ့မှန်ပါပါဟုတ်ဘူးလားအနိစ္စတွေသိပြီးကြတာနေတော့အနိစ္စကိုမြင်တဲ့ဉာဏ်ကိုတော့ဖြင့်ဒီဓမ္မတွေသူတို့ဇာယတဆိုတဲ့အခါကဆန်းကအသေးသေးဆုံးမှဆိုးတဲ့ဥပ္ပဒနာရှိနေတာပဲရှင်းမလားရှင်းပါဘာကြောင့်ဘာလို့နေကြပါလဲအသေးသေးတရားပါဆိုးတာနဲ့ဒါလည်းဥပ္ပဒနာလုံးနေတယ်ဆိုတာရှင်းပါဒါဖြင့်ဘုန်းကြီးတို့ဓမ္မတွေတဲ့ဒါကူစောတော့ခင်ဗျားတို့လည်းနားထောင်မှန်ပါကြောင်းမလာရင်ဒီနားလည်းမထောင်နိုင်တော့ဘူးခင်ဗျားတို့ကျုံမပဲ့မယ်ကျမ်းဂန်နေကြမယ်သူကြီးကိုပေးမှလည်းမရှိတော့ဘူးမှန်ပါကိုယ်ကိုယူမယ်ဆိုတော့တဲ့ကြမှာတက်မှန်ပါဒီပေါ်ကြမှာလည်းပေါ်မယ်တဲ့ဒါကဓမ္မတွေချမ်းသာတာလေးလေဆင်းရဲတဲ့ဝေဒနာလေးပေါ်အလတ်စားပေါ်ဖြစ်ဖြစ်ပဲဘာမှမရှိနဲ့ဓမ္မတွေဖြစ်ပြီးတက်တာပဲဖြစ်ပြီးတက်တယ်ကိုယ်ကရှိရမှာလားသူကပြောတာကောင်းမြင်ရမှာလားသူကပြောတာကိုကောင်းမြင်ရတယ်သူကဖြစ်ဖြစ်ဆိုဟုတ်ပါပြီလေလိုက်ရမှာဒုက္ခဝေဒနာဖြစ်ဖြစ်ဆိုတော့ဟုတ်ပါပြီလေလိုက်ရမက်ကဟုတ်ပါပြီလေလိုက်ရမှာဒုက္ခဝေဒနာဖြစ်ဖြစ်ဆိုရင်မက်ကဟုတ်ပါပြီလေလိုက်ရမှာ
အဲ့ဒီဟုတ်ပါပဲလေလို့ဆိုတော့အမှန်မြင်တာကိုပေါ်ပါတဲ့အမှန်မြင်တာအမှန်မြင်တာဖြစ်ပြီးကြတယ်အမှန်ဒီတမာရီတမာရမှန်ကန်ဒိဋ္ဌိကမြင်တယ်ဒါရင်သူကလည်းတမာရီအမှန်မြင်တာဘာဆိုကြကဲဒါနဲ့တမာရီကသူကြီးဖြစ်ကောင်းကြတာသူနဲ့ဖော်လေးကြီးနဲ့တော့ဖြစ်ရတာဒါကလည်းငါးပါးရအဲ့ဒါမသိခင်ကမဲ့ရမစွမ်းနိုင်ဘူးလားမသိခင်ကလောကီမတ်ပုဂ္ဂိုလ်ဖြစ်နေပြီဒကာဓမ္မတို့မသိခင်ကဘာဖြစ်လောကီမတ်ပုဂ္ဂိုလ်ဖြစ်တဲ့ကာလနေတော့ခဲဆရာဘုန်းကြီးကဓမ္မတို့လည်းထောင်နိုင်နေတာရှိပြီလေကိုယ်ရေးကိုလည်းကိုယ်သိလာတဲ့အခါကျတော့ဟာဒီဟာလေးတော့ပြည့်အောင်လုပ်ခလိုက်မှာဆိုပြီးရှစ်ခုပြအောင်လုပ်လိုက်ပြီးသွားတယ်ရှင်းမလားဘယ်လိုလုပ်ရမလဲရှစ်ခုပြအောင်လုပ်လိုက်ပြီးသွားတာပဲဆိုတော့ဘယ်လိုကြည့်ရမှာလဲဆိုတော့ဒါဝေဒနာခန္ဓာကိုယ်ခန္ဓာပဲဒီခန္ဓာမုန်းပြီးလို့ရှိရင်ဒီခန္ဓာကြီးကိုဒုက္ခသစ္စာပဲဖြစ်တယ်ဒုက္ခသစ္စာပြည့်တယ်ဒုက္ခသစ္စာပဲလို့ဒီကနေ့ပိုင်းနေမသိသိလို့ရှိရင်ကတော့မှဒါရီရချုပ်မချုပ်ဘူးလားချုပ်တော့ဒီသိနေတဲ့ဒီဒကာဓမ္မတွေပြောနေတဲ့မဂ္ဂင်က၅ပါးလား7ပါးလားပေါ့နော်သူရှိမှဒီတဏ္ဍာရတွေရှိသေးရဲ့မရှိဘူးတဏ္ဍာရမရှိလို့ရှိရင်ဒီနေရာမှာတခါလဲဒကာဓမ္မတို့ခင်ဗျားတို့အမှန်တောင်းတာနဲ့နေသူဖုံးတယ်အခုကဒီစစ်တက်ဒီဖုံးစစ်တက်ဒီအကုန်ဒုက္ခသစ္စာပဲမင်းတို့မလိုချင်ဘူးဆိုတဲ့ဒီမဉ္ဇဏ်ကလာပလိုက်တော့ဆိုတော့ဒီဖုံးနိုင်နေရဲ့ဖုံးနိုင်တော့ဒီနေရာမှာဘာပေါ်ဆုံးဆိုတော့ခင်ဗျားတို့အမှန်တောင်းတာနဲ့နေပါပေါ်လာရင်းနေဒါပြန်ဒကာဓမ္မတို့နိဗ္ဗာန်ကိုသင်္ခါရဖုံးပေါ်ကြနိဗ္ဗာန်ဘာဖုံးသင်္ခါရဆိုတာဘာပါလိမ့်မှာမဖြစ်ပြဖုံးရှင်းမလားနိဗ္ဗာန်ဟာဒါဖြင့်ဒီဒုက္ခသစ္စာဖြစ်တဲ့ဝေဒနာလေးဖြစ်တဲ့ဒုက္ခသစ္စာကိုဒီဒုက္ခသစ္စာအစ်ပါပဲမလို့ကျင်တော့ပါဘူးလို့ဒီလိုဉာဏ်လာလို့ရှိရင်မလို့ကျင်တဲ့အချိန်မှာဒီသုံးခုတစ်ခုမှမလာဘူးစစ်တဲ့ဘူးကြီးနေတယ်အကုန်စိတ်ကုန်သွားသင်္ခါရတွေကမလွန်သေးဘူးလားဒါသင်္ခါရဆိုတာဖြစ်တဲ့ကိုသင်္ခါရဆိုတာသင်္ခါရတွေကလွန်ပြီးဒီဉာဏ်ကြီးအတ္တကနိဗ္ဗာန်ကိုသွားပြီသင်္ခါရတွေကလွန်ပြီးဘာနဲ့သွားတွေ့အတ္တနဲ့သွားတွေ့တယ်ဒါဖြင့်ဖြစ်တဲ့ဒီသင်္ခါရမမုန်းမင်းသင်္ခါရမဆုံးမင်းနဲ့အတ္တကဖြတ်နေမပေါ်နိုင်ဘူးဖုံးထားမှာရှင်းပါအဲ့ဒါမိရင်မင်းကြီးကနိဗ္ဗာန်ရှိသလားမရှိဘူးလားလို့မဲတဲ့အခါကျတော့နိဗ္ဗာန်အမြဲရှိသလားနိဗ္ဗာန်မရှိဘူးလားမိရင်မင်းကြီးကမေးခုဒီနေ့ရှင်းပြတယ်နော်မောင်နိဗ္ဗာန်ရှိသလားအမြဲတမ်းရှိနေသလားအမြဲတမ်းမရှိဘူးလားရှင်သာဝိညာဏမေးမှန်ပါဒကာကြီးတဲ့အမြဲတမ်းရှိသလားလို့ဒကာကြီးကလည်းမေးအမြဲတမ်းမရှိဘူးလားလို့မေးတော့သူဖြေရမှာပဲတဲ့အမှန်ကိုဒီရဟန္တာကမြင်ပြီးကမှန်ပါခေါင်းကဒုက္ခသစ္စာဝိပဿနာရှိတဲ့ပုဂ္ဂိုလ်ဝိပဿနာဖုံးလိုက်တာဖုံးလိုက်တဲ့ပုဂ္ဂိုလ်ရှိငကိုကတော့ရှိနေနေတာမဟုတ်ဘူးရိပ်မိလားငကိုကတော့ရှိနေနေတာမဟုတ်ဘူးတဲ့လုံးတဲ့ပုဂ္ဂိုလ်လုံးတဲ့ပုဂ္ဂိုလ်ရှိရှိရှင်းမလားဒါကလူတိုင်းနဲ့ဆက်ဆံသလားလို့ပြောတော့မှတ်လိုက်လူတိုင်းနဲ့မဆက်ဆံနိဗ္ဗာန်ကြီးအားထုတ်တဲ့ပုဂ္ဂိုလ်နဲ့မရှင်းသူကလည်းလူရွေးကြည့်ပါလားဒီတော့မောင်နေမနဲ့ဒါကြောင့်မဲရဲ့ပုဂ္ဂိုလ်မဲတယ်လေမောင်နေမဆိုးဘူးဘိုးကမဲတာဒီကနေ့ကျွတ်လို့ဆိုမဲတာနိဗ္ဗာန်အများတိုင်းရှိနေသလားသုံးမှမရှိဘူးလားနိဗ္ဗာန်ရှင်တရားရှိပါဆိုတော့ဒီကကောင်းကောင်းဒါကြီးတဲ့ဥပဒနာညာအစဉ်တိုင်းတက်လာတဲ့ပုဂ္ဂိုလ်ကြတယ်ရှိတယ်ဥပဒနာညာမလုပ်တဲ့ပုဂ္ဂိုလ်မရှိဘူးဆိုတော့ဒီကစီကနောက်ကဓမ္မတွေရှင်းဖို့မရှိတော့ဘူးရှင်းမလားရှင်းပါဘူးဒါနဲ့အာထုတဲ့ပုဂ္ဂိုလ်မှာအဆုံးရောက်အာထုရင်အာမထုတဲ့ပုဂ္ဂိုလ်နိဗ္ဗာန်ဆိုတာဒုက္ခသတ္တိဉာဏ်မှန်ပါဆောင်းရတဲ့ပြီးတော့သိတာသဘောကျဆင်းရဲဟူသည်ဘာမှမရှိတာဆင်းရဲဟူသည်ဘာမှမရှိတာနိဗ္ဗာန်ကိုဆိုဖြင့်နိဗ္ဗာန်ကြီး
ငါတို့နေပုံထိုင်မှုနဲ့နိဗ္ဗာန်ရှိကြလားမရှိဘူးလားကိုစစ်သေးကြပေါ့ငါတို့လုံးလုံးနေလို့ရှိရင်ငါတို့လုပ်ပြီးရင်နိဗ္ဗာန်တွေ့လိမ့်မယ်မဆိုနိုင်ဘူးလားငါတို့လုံးမလုပ်တော့ပါဘူးဆိုလို့ရှိရင်ငါတို့အတွက်နိဗ္ဗာန်မရှိဘူးမှန်ပါဘယ်လိုရှိကောင်းရှိကောင်းဘယ်နဲ့ဆုံးလဲဆိုတော့ဘယ်လိုရှိကောင်းရှိကောင်းလဲဘယ်နဲ့ရှိပါလားအလုံးလုံးမှတွေ့ရတော့ဒီလုံးလုံးမှဒါဒုက္ခသစ္စာဒီဒုက္ခသစ္စာရောက်အောင်လည်းဖြစ်တဲ့ကစကြရတယ်ဖြစ်တဲ့ကစဖြစ်ပြမုံဒါဒုက္ခသစ္စာလို့သုံးခဲ့ချက်မှာသုံးမဆုံးဘူးလားသုံးတော့ဘာပေါ်လာနိဗ္ဗာန်ပေါ်လာသုံးပါတယ်ဓမ္မတို့ဘာပေါ်လာဓမ္မမတွေ့တဲ့ပုဂ္ဂိုလ်မောင်နိုင်ကနိဗ္ဗာန်တွေ့တယ်ဆိုလို့တော့မရဘူးအဘုံမပွင့်နိုင်တဲ့ပုဂ္ဂိုလ်နိဗ္ဗာန်တွေ့ပါဘုံမူသေးချာမှတ်ပါနောက်ကဓမ္မတွေသေချာမှတ်တယ်မှတ်တယ်ဒါဖြင့်ဘယ်ပုဂ္ဂိုလ်နိဗ္ဗာန်ရမှာတော့နိဗ္ဗာန်ကိုကြားလို့ဆိုလို့ရှိရင်ဘယ်လိုပုဂ္ဂိုလ်ရမှာတော့နိဗ္ဗာန်ကိုအမြဲရှိလားမရှိဘူးလားဆိုတော့မောင်နိုင်မဲ့ဖြေကြည့်ပါလို့ဘယ်နဲ့ဆိုရအထုတဲ့ပုဂ္ဂိုလ်အာမထုတဲ့ပုဂ္ဂိုလ်ဒါဖြင့်လူတိုင်းနဲ့ဆက်ဆံမှာဆက်ဆံဒါလူတိုင်းနဲ့မဆက်ဆံတဲ့ဇာတ်မှာလူလူနဲ့မှဆက်ဆံမှာဘယ်လိုဆိုကြလူလူနဲ့မှဆက်ဆံပါလူလူဆိုတာဘယ်လိုဟာလူလူတော့မေးတဲ့အခါကျတော့မှအလုံးလုံးတဲ့ပုဂ္ဂိုလ်လူလူမှပါဓမ္မတွေဘယ်လိုမှတ်ကြလဲလုံးလုံးတဲ့ပုဂ္ဂိုလ်မှာလူလူပုဂ္ဂိုလ်ဒါဖြင့်သမာပฏิပန္နသမာကကောင်းဆိုပฏิပန္နကျင့်တဲ့ပုဂ္ဂိုလ်မှာတော့နိဗ္ဗာန်ရှိတယ်ကွာရဟန္တာကဖြေတာနော်မကျင့်တဲ့ပုဂ္ဂိုလ်ရှိပါဘူးဒါဖြင့်နိဗ္ဗာန်ကြီးဘယ်နေရာမတုံးလို့ခင်ဗျားတို့မမေးဘူးမှန်ပါကိုကျင့်တဲ့ပုဂ္ဂိုလ်မှတ်နိဗ္ဗာန်တွေ့မှာခုကပေါ်လာမှန်ပါကျင့်မအားထုတ်တဲ့ပုဂ္ဂိုလ်တွေတွေ့တော့မပေါ်ဘူးလောကီမှာရှင်းအောင်ဒီတဲ့အခုကဒီတဲ့ရှင်းအောင်ဘုန်းကြီးပြောလိုက်ပါစัจ java မင်းကြီးဖြစ်တော်မယ်ဆိုလို့စัจ java ရတနာဆိုတဲ့ယထာကြီးဟာတိုင်းပြည်လေးလုံးကျင်ပြီးလေးကျွန်းနဲ့နေယထာကြီးဟာစัจ java ရင်းဖြစ်မှာသူ့မှာသူပေါ်လာစัจ java မဖြစ်ခင်ရှိတာရှိပါဘူးဒါကလည်းရှိရတယ်ရှိပါဘူးဒါဖြင့်သူဒီစัจ java ရဖြစ်အောင်လုပ်လို့တာရင်စัจ java ရတနာနဲ့တွေ့မှန်ပါစัจ java ရဖြစ်အောင်မလုပ်လို့ရှိရင်ခဏကဗရမ ्या ရတနာကြီးနဲ့သင်္ကြန်နာမင်းရတနာကြီးနဲ့ဘာလို့မတွေ့လဲစัจ java ရင်းဖြစ်အောင်မလုပ်မှန်ပါဒီမှာလည်းခင်ဗျားတို့ဝိပဿနာလုပ်လို့ရှိရင်ဒီနိဗ္ဗာန်တွေ့တယ်မလုပ်ဘဲနဲ့တွေ့ကြပါလေဆိုရင်တော့မရဘူး။ဩနေမရဘူး။ရှင်းရတယ်။ဒါဖြင့်ဒီနေ့ဟောတဲ့တရားကလည်းသိမှုမှာတော်တော်လေးရှိနေပါလား။အလုံးမပါရင်မရတဲ့အလုံးမရတဲ့သဘောပါလားဆိုတော့ပေါ်တယ်။အဲ့တော့ဒီလိုတော့လုပ်တော့ဘူးဆိုတော့ခေါင်းကပထမပြောတဲ့ဘက်ဒီပေါ်တော့ဒီကနေ့နေ့ချင်းနဲ့ကြားတဲ့ဘက်ကိုမသွားဘူး။ဒါဖြင့်ဒကာဓမ္မတို့အဲ့ဒါကာထားလိုက်နိဗ္ဗာန်ရှိသလားမရှိဘူးလားမေးလို့ရှိရင်ဘယ်နဲ့ဆိုရကျင့်တဲ့ပုဂ္ဂိုလ်တော့မရှိပါမကျင့်တဲ့ပုဂ္ဂိုလ်ရှိပါဆိုတော့ဟိုကလေလူတိုင်းနဲ့မဆက်ဆံပါပါဒီဘက်ကဓာတ်တွေဘယ်လိုဖြစ်ကြလူတိုင်းနဲ့မဆက်ဆံပါဘူးဆိုတာလုံးရှင်းနေပြီဒါနဲ့ကြောင့်ရှင်းပါတယ်လို့မေးတဲ့အခါကျတော့မှသူ့ဟာနဲ့သူစัจ java ရင်းလို့ပဲကိုစัจ java ရင်းအလုပ်ကိုလုပ်တော့မှစัจ java ရပေါ်စัจ java ရင်းဖြစ်ချင်းတော့ပေါ်ပြီးတော့မှန်ပါပါစัจ java ရင်းတောင်းတဲ့ဥပ္ပုဆောင်းအောင်မှန်ပါပြီးတော့မှကိုမေတ္တာကြီးပို့အောင်ပြီးတော့မှဝိသုစင်ကြဝတ်ရဝတ်ပြီးတော့မှစัจ java ရင်းနဲ့မေတ္တာပို့တဲ့အချိန်မှာစัจ java လာဆိုင်မှန်ပါစัจ java အလိုလိုလာဆိုင်ကြတာစัจ java ရင်းတို့ဤထုံးတန်အကုန်လုံးလို့စัจ java လာတာအကုန်လုံးလို့စัจ java လာတာဆိုတော့ပေါ်လာဒါဖြင့်ဒီကရမခင်ဗျားတို့လည်းသောတာပန်စัจ java ရစัจ java ရဖြစ်ချင်လို့ရှိရင်စัจ java ရင်းလို့လုပ်ပါမှန်ပါပါထားတာပဲနော်ဇာတ်ဆိုတော့ဘာပါလို့ဝိပဿနာရှိကြဘယ်ဓမ္မတွေဘယ်လိုမှဝိပဿနာရှိကြတောင်းလေဒီကဘယ်နဲ့ကြောင့်အထုတဲ့ပုဂ္ဂိုလ်မှာနိဗ္ဗာန်ပေါ်တာလေအာမထုတဲ့ပုဂ္ဂိုလ်မှာနိဗ္ဗာန်မပေါ်နိုင်ဘူးဆိုတာအာမထုတဲ့ပုဂ္ဂိုလ်ကျတော့ဒီကသမာဓိရှိကမောင်းနေလာပြီသမာဓိကဝိဇ္ဇာလားအဝိဇ္ဇာလားသမာဓိကဝိဇ္ဇာဆိုတော့ဝိဇ္ဇာမရှိတဲ့ပုဂ္ဂိုလ်ကျတော့အဝိဇ္ဇာကကြီးရမလား
ဝိဇ္ဇာသစ္စာသင်္ခါရသင်္ခါရသစ္စာဝိညာဏဆိုတော့သူအောက်ကသုတ်သွားတယ်ဒီဆက်ဆန်းတဲ့ပေါ်ကြနိဗ္ဗာန်အထက်မှာနေတယ်နော်သူကအဝိဇ္ဇာရှိတဲ့ပုဂ္ဂိုလ်ကအောက်ဆုံးတယ်ရှင်းညဝိဇ္ဇာရှိတဲ့ပုဂ္ဂိုလ်ကတရားဆုံးဉာဏ်လိုက်ခြင်းဖြင့်တဲ့ဒီကသမာဓိဝိဇ္ဇာနဲ့ဒီဝိဇ္ဇာဖြစ်ပလိုက်မရဘူးလားအဲဒီလိုကြတော့ကောင်းစွာကျင့်တဲ့ပုဂ္ဂိုလ်ဟာဖြင့်တဲ့ဒုက္ခအဆုံးနိဗ္ဗာန်ရှိဒီဖြစ်တဲ့ဒုက္ခသစ္စာဒီဒုက္ခသစ္စာအဆုံးမှာနိဗ္ဗာန်ရှိတယ်ဆိုတော့ဒုက္ခသစ္စာလည်းဉာဏ်နဲ့မှမလို့ကျန်လို့သုံးပါရဲ့ကိုယ်သမုံရင်ရတဲ့ဝမ်းပေါ်တောင်းတယူရတာလားတဲ့အဖုံးကိုခွန်ကောင်းလို့ပေါ်လာတာလားအဲ့ဒါကြောင့်ခင်ဗျားတို့သုံးချက်တစ်ဆင့်ပြီးပါဖြစ်ပြမြင်တဲ့သုံးတအောက်ထားတဲ့နေ့ကမောင်မင်းတစ်ထပ်ပွင့်ဖြစ်ပြမုံဖြစ်ပြကိုဒုက္ခသစ္စာအပြည့်လို့သုံးလို့ရစမ်းသုံးပြကဒုက္ခသစ္စာသုံးတော့ဘာပေါ်လာလဲမြင်ရတဲ့သစ္စာပေါ်လာတယ်ဆိုတော့ဓမ္မတွေဒါကလို့ဆိုဥပဒနာရှိလိုက်ပေါ်လာကဲဒီပုဂ္ဂိုလ်သိကြတယ်မက်ထိုက်ပြီးသိကြတယ်အဆုံးနဲ့ပေါ်တယ်ဒီဒါမြင်ပြီးမြင်ပြီးနောက်မြင်နေပေါ့လားတခါမြင်ပြီးနောက်တော့ပြန်သာယသမီးရှိပါရဲ့နဲ့ပဲကုန်ပြီးသဘောကျအဲ့ဒီခုနကမာနမင်းကြီးကဒါယာပြီးသားဖြစ်တော့သူကဒကာဓမ္မတွေခုနကပြောပြီးတယ်တပ္ပုရိကြီးတွေသွားသွားတော့ဆင်းနေတယ်မြင်နေတယ်ဆိုတော့သူဖြစ်တဲ့နှလုံးမသွင်းနိုင်ဘယ်နဲ့လဲဒုက္ခစိတ်တဲ့နိဗ္ဗာန်ကိုမြင်နိုင်ရဲ့ကြောက်လန့်ပြီးဒီကလာသောတာမှမပယ်သေးပဲကြောက်ဒိဋ္ဌိနဲ့ဝိသိကပယ်သေးသောတာကအနာဂံညမှာကိုပေါ်ပဲမှာဟုတ်လားဒါတော့ဒကာဓမ္မတွေမကုန်လို့ကြောက်နေတာဒကာကြီးနဲ့ဘာရေးကြည့်လဲမပယ်သေးလို့ကြောက်တယ်ရှင်းပြီနော်ကောင်းပြီအဲ့ဒီတော့ပြင်းနေတော့မာနမင်းကြီးကတရားမျိုးတွေရတော့တဲ့ခါကြီးတယ်အမှန်မှကြောက်ပါတယ်အမှန်မှလန့်ပါတယ်ဒီအချိန်မှာတတိကလည်းလွတ်နေတော့တတိလွတ်သုံးညာသိသွားမယ်ဆိုလို့ရှိရင်ရှင်မင်းတို့သေးသေးလက်ကျလို့သေးသေးရန်သူတွေကလည်းသေးသေးမေတုံးသေးသွားမယ်ဆိုလို့ရှိရင်တတိတော်ကအသေးဆိုးများသိဦးမှာဆိုတော့ခဏနမိတ်ကြီးများမဟုတ်တာသင်အောင်ပါလားဒါကြီးဒီလိုဒုက္ခဒုက္ခကိုမြင်ပြီးတဲ့ပုဂ္ဂိုလ်ဟာအသေးဆုံးမသိတော့ဘူးအသားရိုးတာမြည်ခဲ့တော့မယ်စိတ်ကနိဗ္ဗာန်အောင်ဘူးမယ်ကျမ်းလားအသားရိုးတာမြည်တယ်မှာနှုတ်ရမှာတဲ့စိတ်ကတော့နိဗ္ဗာန်မှာအောင်ပြီးတယ်ဆက်တက်သွားတယ်သဘောပါဒီလိုတော့ကိုမြည်ထဲမှာကွဲတယ်လို့အိုးချမ်းတဲ့တာဗါတဲ့အောင်ပြီးတယ်ဒီလိုသဘောတွေကဒီမှာလည်းတရားဓမ္မတွေဘာမှမပူပါနဲ့တဲ့ဒီတိုင်းပဲခင်ဗျားတို့ရှင်းပြအောင်လုပ်လို့ရှိရင်ဒီတိုင်းတက်ပြီးကြလားဘယ်လိုပါဆိုတာဘာမှမြင်မှမတန်းတော့သဘောပါရဲ့ဒါပြန်ဒီနေ့တွေကလည်းဆိုလို့ရှိရင်ဘာမှတ်ရသုံးခုတွေပါနော်အသေးသေးသေးလေးသေးတာတည်းအသေးကောင်းသေးတာတည်းနိဗ္ဗာန်ဘယ်လိုဖုံးနေလဲဆိုတော့ပြီးအောင်သင်္ခါရဖုံးနိဗ္ဗာန်သုံးချက်ဖုံးဝေဒနာရှိတဲ့ပုဂ္ဂိုလ်ဝေဒနာသုံးမျိုးဖုံးစိတ်ရှိတဲ့ပုဂ္ဂိုလ်မှာစိတ်ကြီးဖုံးဒါတွေကိုခေါ်လိုက်ဒုက္ခသစ္စာပဲမလို့ရင်ဘူးဆိုလို့ရှိရင်ဘယ်နဲ့နိုင်ကြဒီရပေါ်လာအဖုံးမှန်ကြဘူးပေါင်းတယ်ကိုမြတ်ဘယ်လိုပါလဲအဖုံးမှန်ကြနိဗ္ဗာန်ဘုံနေတဲ့တရားပေါ်လာတယ်ဆိုတော့ငါတို့ရှင်းနေသလားဆိုတော့တန်ခါရှိမှဆိုတော့ခဏအမေးပြန်ထည့်လိုက်ဒါနဲ့နိဗ္ဗာန်ဒီတရားဓမ္မတရားလည်းသိမှာပဲရှိကြလားအမြဲရှိကြလားမရှိဘူးလားမေးရင်မနဲ့ရှိကြအာထုတဲ့ပုဂ္ဂိုလ်အာမထုတ်တဲ့ပုဂ္ဂိုလ်မရှိပါဘူး။ဒါဖြင့်တရားဓမ္မတို့အာမထုတ်တဲ့ပုဂ္ဂိုလ်ကအားလုံးဆိုဘူးသူကဘုရားရှိတော်ပြည့်တော်မူပါလေ။ပြည့်တော်မူပါကမ်းတော်မူပါလို့ဆိုလို့ရှိရင်ကိုယ်တော့ဘယ်လိုသုံးနေရလဲ။မရနိုင်တဲ့သိကြပါလား။အာထုတ်ပြီးယူကြပါဆိုတာကိုယနေ့တရားသိမ့်ပါလေ။မှန်ပါပါ။သဘောကျ။မြတ်ဓမ္မဆန္ဒ